မင်္ဂလာပါဒီနေ့ဗီဒီယိုဖိုင်လေးမှာ Cyborg model ဆွဲတာလေးကိုကျွန်တော်ပြသပေးမှာဖြစ်ပါတယ်ကျွန်တော်ဆွဲမဲ့ model လေးကိုလည်းဓာတ်ပုံလေးအနေနဲ့ဒီမှာဖော်ပြပေးထားတယ်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ file ထဲကနေမှ input ကိုကျွန်တော်တို့သွားပါတယ် input ကနေမှကိုယ့်ရဲ့ဓာတ်ပုံလေးရှိတဲ့ file လမ်းကြောင်းကိုသွားတယ်ကိုထည့်မဲ့ဓာတ်ပုံကိုတွေ့ပြီဆိုလို့ရှိရင်တော့ selection ပေး input ကိုနှိပ်ထားပေးလိုက်ပါပြီးသွားပြီဆိုရင်တော့ကျွန်တော်ကတော့ original အမှတ်မှာနေရာချထားပေးလိုက်တယ်ဓာတ်ပုံရဲ့ size အကြီးအသေးပြဿနာမရှိပါဘူးဘာပဲပြောပြောအနေတော်အရွယ်အစားလေးလောက်ကိုထားပေးလိုက်ပါဘယ်တော့မှဓာတ်ပုံတွေကို input ခေါ်ထည့်တဲ့အခါကြလို့ရှိရင် scale guide ဖြစ်မှာမဟုတ်ပါဘူး3ပေ5ပေ10ပေစသဖြင့်အတိအကျဖြစ်မှာမဟုတ်ပါဘူး scale guide အောင်ကျွန်တော်တို့ကတဆင့်ပြန်ပြီးတော့လှုပ်ဆောင်ပေးရပါလိမ့်မယ်ပြီးသွားပြီဆိုရင်တော့အခုဒီအဆင့်ထိပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကကင်မရာတွေကနေမှ parallel projection ကိုထားလိုက်တယ် top view ကနေကျွန်တော်တို့ကြည့်လိုက်ပါတယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်ကနေ model ကိုစဆွဲမလဲအရင်ဆုံးစပြီးတော့စဉ်းစားပါ model ဆွဲတော့မယ်ဆိုလို့ရှိရင်တော်တော်များများကစပြီးဆွဲဖို့ကိုပဲစိတ်အားထက်သန်နေကြတယ်အဓိကအရေးကြီးဆုံး modeling ရဲ့အသက်ကဘာလဲဆိုတော့ model တစ်ခုကိုဘယ်လိုစတင်ပြီးတော့ချင်းကပ်မလဲ model တစ်ခုကိုဘယ်လိုစတင်ပြီးတော့ရေးဆွဲမလဲအဲ့ဒါကိုအရင်ဆုံးလေ့လာရပါတယ်တချို့ကတယောက်နဲ့တယောက် model တစ်ခုကိုစတင်ပြီးတော့ဆွဲပုံချင်းမတူပါဘူး model ကိုချင်းကပ်ပုံချင်းကပ်နီးချင်းမတူပါဘူးတချို့ကဒီ site ဘုတ်ကလေးကိုပဲဥပမာထားပြီးတော့ကျွန်တော်ပြောရမယ်ဆိုရင်တချို့က base ပေါ့ base ကနေစပြီးတော့ဆွဲကြတာမျိုးရှိတယ်တချို့ကြတော့လေ dot back ကနေပြီးတော့စတင်ပြီးတော့ဆွဲကြတာလည်းရှိတယ်တချို့ကြတော့လေဒီမှာတကရွက်တွေရှိတယ်ဆိုရင်တကရွက်ကလေးတွေက model လေးတွေကိုအရင်ဆုံးစတင်ပြီးတော့ဆွဲကြတာမျိုးရှိပါတယ်တတ်မှတ်ချက်ရလို့မရှိပါဘူးတခြား software တွေကိုမပြောလို့ဘူးကျွန်တော်တို့ရဲ့ SketchUp က free style နဲ့ပုံဆွဲလို့ရတယ်တယောက်နဲ့တယောက်နဲ့ model ကိုဆွဲတဲ့ style တွေကလည်းတူမှာမဟုတ်ဘူးဒီလိုပုံစံမျိုးနဲ့စပြီးတော့ဆွဲတော့မှမှန်တယ်ဟိုလိုပုံစံနဲ့စပြီးဆွဲရင်မှားတယ်ဆိုတာမျိုးလည်းမရှိဘူးကျွန်တော်တို့လွတ်လွတ်လပ်လပ်နဲ့ model တစ်ခုကို free style နေနဲ့ဆွဲသွားလို့ရတယ်ကိုယ့်အတွက်တက်တောင့်တက်တာဖြစ်စေမဲ့ style တစ်ခုကိုတုံးသွားလို့ရတယ်အဲ့တော့ကျွန်တော်လည်းလေ့ကျင့်ခန်းလေးတွေနဲ့ပြသပေးတဲ့အခါမှာချင်းကပ်ပုံချင်းကပ်နီးအမျိုးမျိုးကိုကျွန်တော်ပြပြီးတော့တင်ပြပေးသွားမှာဖြစ်တယ်အဲ့တော့ပထမဦးဆုံး model တစ်ခုကိုစပြီးတော့ဆွဲတော့မယ်ဓာတ်ပုံကိုစပြီးတော့ကြည့်လိုက်ပြီဆိုလို့ရှိရင်ဘယ်ကနေစဆွဲရင်လွယ်မလဲဘယ်နေရာကနေစပြီးတော့အခြေစရင်အဆင်ပြေမလဲအဲ့ဒါကိုကျွန်တော်တို့အရင်ဆုံးစပြီးတော့စဉ်းစားရပါတယ်ကျွန်တော်ကဒီကိစ္စမှာကတော့ကျွန်တော်တို့အရင်ဦးဆုံးအောက်ခြေကနေအရင်ဆုံးစပြီးတော့ဆွဲပါမယ်များသောအားဖြင့်ကျွန်တော် model ကိုဆွဲတဲ့အခါမှာအောက်ခြေကနေစပြီးတော့ဆွဲပါတယ်အောက်ခြေမှာကျွန်တော်တို့စက်လုံးလိုလုံးလုံးလေးတွေခြေထောက်ကလေးတွေပေါ့နော်ခြေထောက်ကလေးတွေကိုကျွန်တော်တို့ကဘောလုံးလိုလုံးလုံးလေးတွေလှုပ်ထားတာရှိတယ်အဲ့ဒါလေးတွေကလွယ်လွယ်ကူကူပဲနောက်ဆုံးအဆင့်ကြတော့မှတက်ဆင်လိုက်လို့ရတယ်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ hori အောက်ဆုံးမှာရှိနေတဲ့ base အခြေအပြားတစ်ခုကိုအရင်ဆုံးစပြီးတော့ဆွဲမယ်အဲ့ဒီအခြေအပြားပေါ်ကနေမှဘေးပေါင်တွေတက်မယ်ဘေးအကာတွေတက်မယ်အပေါ်ကအခင်းတွေခင်းမယ်အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်တို့တွားကြပါမယ်ဒါကျွန်တော် model ကိုဘယ်လိုစပြီးတော့ဆွဲမယ်ဆိုတာကိုကျွန်တော်ပြပြသွားတာဖြစ်တယ်ပြီးပြီဆိုလို့ရှိရင်တော့အတိုင်းတာလေးတွေကိုကျွန်တော်တို့ကသတ်မှတ်ပေးဖို့လိုပါလိမ့်မယ်လောလောဆယ်မှာကျွန်တော်တို့ tape measure 2နဲ့တိုင်းကြည့်လိုက်မယ်ဆိုရင်ဒီ size လေးကတိတိလေးဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်တပေလောက်ပဲရှိနေပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့က reference image ကိုကြည့်ပြီးတော့ပုံဆွဲတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဓာတ်ပုံထဲမှာအတိုင်းတာတွေကမပါပါဘူးအဲ့ဒီဘက်မှာကျွန်တော်ပြောချင်တာက AutoCAD file တွေကို input ခေါ်ထည့်ပြီးတော့လဲ model ဆွဲကြတာမျိုးရှိတယ်အခုလိုမျိုး reference image တွေကိုကြည့်ပြီးတော့ model ဆွဲကြတာမျိုးလည်းရှိတယ်စဉ်းစားကြည့်ပါ AutoCAD file တွေကိုခေါ်ထည့်ပြီးတော့ model ဆွဲတယ်ဆိုတာက model တစ်ခုရဲ့အတိုင်းအတာအတိအကျအားလုံးကရှိထားပြီးသား
အဲ့ဒီအတိုင်းတာအတိအကျအတိုင်းပဲအဲ့ဒီ AutoCAD 2D အတိုင်းပဲ follow လုပ်ပြီးတော့ model ဆွဲသွားပေးရုံပဲဖြစ်တယ်ဘာမှခက်ခဲတဲ့ကိစ္စမဟုတ်ဘူး reference image ကိုကြည့်ပြီးတော့ model ဆွဲရတယ်ဆိုတာက AutoCAD ကိုထည့်ပြီးတော့ model ဆွဲရတာထက်အများကြီးအုံနောက်ကပို့ပြီးတော့အလုပ်လုပ်ရပါတယ်ဘယ်ကနေစဆွဲရင်အကောင်းဆုံးဖြစ်မလဲအလွယ်ကူဆုံးဖြစ်မလဲပြီးတော့သူတို့ရဲ့ size လေးတွေကိုဘယ်လောက်သတ်မှတ်ထားလို့ရှိရင်အချိုးကျမလဲကြည့်လို့ကောင်းမလဲဒါတွေကိုကျွန်တော်တို့ကကိုယ်တိုင်ဆုံးဖြတ်ပြီးတော့အလုပ်လုပ်ရတာဖြစ်တယ်ကျွန်တော်ကတော့ဒီလိုပုံစံဆွဲတာကိုပဲကျွန်တော်ကတော့သဘောကျပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကစာတင်တာဖြစ်တာမဟုတ်လို့ပါစာတင်တာဖြစ်တာမဟုတ်လို့ပါအဲ့တော့ဒီလိုမျိုးပို့ပြီးတော့စဉ်းစားရတဲ့ reference image တွေကိုကြည့်ပြီးတော့ model ဆွဲတာတွေကိုကောင်းကောင်းဆွဲသွားနိုင်ပြီဆိုရင်တော့အတိုင်းအတာအတိအကျရှိထားပြီးသားဖြစ်တဲ့ 2D ပုံတွေကိုထည့်ဆွဲတဲ့ကိစ္စမှာဘာမှအခက်အခဲရှိမှာမဟုတ်တော့ပါဘူးဆိုတော့ကျွန်တော်တို့လေ့ကျင့်ကြည့်ကြရအောင်เนาะအဲ့တော့ကျွန်တော်ကဘယ်လိုသတ်မှတ်လိုက်မလဲဆိုတော့ဒီတကားတစ်ချက်ရဲ့အတိုင်းအတာကိုကျွန်တော်ကတပေခွဲလို့ကျွန်တော်ကသတ်မှတ်လိုက်မယ်နော်ဒီနေရာကနေမှဒီနေရာကိုတပေခွဲဒီနေရာထိဆိုလို့ရှိရင်3ပေဖြစ်သွားမယ်အဲ့တော့ဒီတကားနှစ်ချက်ပေါင်းလိုက်ရင်အတိုင်းတာ3ပေဖြစ်မယ်အဲ့တော့ဒီဘက်နှစ်ချက်က3ပေဒီဘက်နှစ်ချက်က3ပေနဲ့ဘယ်လောက်ဖြစ်သွားမလဲဆိုတော့6ပေဖြစ်သွားမယ်6ပေပြီးသွားပြီဆိုလို့ရှိရင်ဒီဘက်ဘေးမှာရှိနေတဲ့ဘောင်ဒုကလေးကတော့တလက်မဒုတော့ဘလို့မှမဖြစ်နိုင်ဘူးတလက်မဒုဆိုတာကဒီအောက်မှာမြင်နေရတဲ့ surface ပြပြလေးရဲ့ဒုလောက်ပဲရှိမယ်အဲ့တော့သူကတော့အနည်းဆုံးကျွန်တော်ဒီမှာမှန်းလိုက်လို့ရှိရင်2လက်မခွဲလောက်တော့သူကရှိဖို့များတယ်2လက်မခွဲ3လက်မလောက်တော့ဖြစ်ဖို့များတယ်အဲ့တော့3လက်မတော့မဖြစ်နိုင်ဘူးကျွန်တော်ဒီမှာ green exit လေးကိုချိန်ပြီးတော့ကျွန်တော်စဉ်းစားကြည့်နေတယ်3လက်မတော့မဖြစ်နိုင်ဘူး2လက်မဆိုရင်လည်းနည်းနည်းသေးနေလိမ့်မယ်ကျွန်တော်2လက်မခွဲလောက်ကျွန်တော်ထားလိုက်မယ်ကျွန်တော်ကများသောအားဖြင့်ပေလက်မတန်ဖိုးတွေကိုကျွန်တော်သုံးပါတယ်ကိုကြိုက်တယ်လို့ unit တွေကိုပြောင်းလဲပြီးတော့အသုံးပြုလို့ရပါတယ်ကျွန်တော်တို့ကျမတို့ကမီလီမီတာနဲ့ရင်းနှီးတယ်ဆိုရင်လည်းမီလီမီတာကိုပြောင်းပြီးတော့ကိုဟာနဲ့ကိုသုံးလိုက်လို့ရပါတယ်အရေးမကြီးပါဘူးเนาะဆိုတော့ကျွန်တော်ဒီအတွင်းတကားတွေကိုတကား၄ချက်ကို6ပေလို့ကျွန်တော်သတ်မှတ်မယ်ပြီးသွားပြီဆိုရင်တော့အပြင်ဘက်ကဘောင်ကလေးကိုတော့2လက်မခွဲအဲ့တော့ဘယ်ဘက်မှာ2လက်မခွဲเนาะဘယ်ဘက်မှာ2လက်မခွဲကျွန်တော်ညာဘက်မှာ2လက်မခွဲဆိုတော့သူဒီ9လက်မဖြစ်သွားမယ်အဲ့တော့စုစုပေါင်းဒီဘက်ထိတ်ကနေမှဒီဘက်ထိတ်ထိအလျားကိုကျွန်တော်တို့6ပေနဲ့9လက်မလို့သတ်မှတ်မယ်6ပေ9လက်မဆိုတာကကတိကသက်ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့6ပေခွဲ6ပေ6လက်မလို့သတ်မှတ်လိုက်မယ်ဖြစ်တင်ပါတယ်ဘာကြောင့်လဲဒီကောင်လေးတွေကြားထဲမှာ gap လေးတွေကဒီမှာတကားတစ်ခုနဲ့တစ်ခုနဲ့ကြားထဲမှာ gap လေးတွေက1 2 3 4 5 gap လေးတိတိလေး5ခုရှိတယ် gap လေးတစ်ခုကိုအနည်းဆုံး 0.2 inches နဲ့ပဲထားလိုက်အောင်အဲ့ဒီ5ခုပေါင်းလိုက်လို့ရှိရင်တော့တလက်မဝင်းကျင်လောက်ကတော့အตาလေးကုန်သွားမှာဖြစ်တယ်အဲ့တော့ကြောင့်မလို့6ပေ9လက်မထားမယ်အစား6ပေ6လက်မကိုကျွန်တော်ကထားလိုက်မယ်โอเคเนาะနောက်ပြီးကြရင်ကျွန်တော်တို့ဒီကနေဒီမှာရှိရမယ်အမြင့်အဲ့ဒါကိုတော့ကျွန်တော်ကဒီလိုလေးလုပ်လိုက်တယ်ပေါ့နော်ကျွန်တော်ဒီကနေမှ line လေးတစ်ချောင်းကိုဒီလောက်ထိကျွန်တော်ဆွဲထားလိုက်တယ်ဒါဘယ်နှပေဘယ်နှလက်မရလို့ကျွန်တော်မဟုတ်ဘူးเนาะဆွဲလိုက်တယ်ပြီးရင်ကျွန်တော် copy ကူးပြီးတော့တစ်ချက်ကလေး rotate လေးလှည့်ပြီးသူတို့နှစ်ခုကိုဒီလိုအပေါ်လောက်ကိုတင်လိုက်လို့ရှိရင် okay ကျွန်တော်ကဒီကနေမှဒီအကွာဝေးကိုတပေခွဲလို့ကျွန်တော်ကသတ်မှတ်ခဲ့တယ်ဟုတ်ပြီနော်ဆိုလို့ရှိရင်ကျွန်တော်ကသူ့ရဲ့အမြင့်ကကြတော့တပေခွဲသတ်မှတ်ခဲ့တဲ့ line ထက်ယော့နေတယ်အဲ့တော့ကျွန်တော်ကဒီအောက်ခြေကနေမှအပေါ်ကိုတော့တပေနဲ့6လက်မလို့မသတ်မှတ်တော့ဘဲနဲ့ကျွန်တော်တပေ9တပေ4အဲ့လိုမျိုးကျွန်တော်သတ်မှတ်လိုက်မယ်တပေ4လက်မတော့ကျွန်တော်မလုပ်ဘူးတပေနဲ့9လက်မတော့ကျွန်တော်လုပ်လိုက်မယ်ရမယ်နော်โอเค
ဆိုတော့အတိုင်းတာလေးတွေကိုကျွန်တော်ဘယ်လိုယူဆသွားတယ်ဘယ်လိုသတ်မှတ်သွားတယ်ဆိုတာကိုကျွန်တော်ဒီမှာပြောပြသွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့စပြီးတော့ဆွဲရအောင်ဆိုတော့ပထမဦးဆုံးကျွန်တော်တို့ရဲ့ပုံကလေးမှာကြည့်ပြီးတော့အစမှတ်ကနေမှအဆုံးမှတ်ကိုကျွန်တော်နေရာချလိုက်တယ်ကျွန်တော်အဆုံးမှတ်ကိုဘယ်လိုသတ်မှတ်လဲဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ရဲ့ green axis ရှိတယ်လीเนาะအဲ့ဒီ green axis ကလေးနဲ့ဒီမှာကျွန်တော်ကတညီတဲ့နီးပါးလောက်ကျွန်တော်တွားပြီးတော့ထားပေးလိုက်တယ်ဟုတ်ပြီကျွန်တော် line ဆွဲတဲ့အခါမှာကျွန်တော်ရဲ့ pointer လေးမှာအခုလိုမျိုး red axis နဲ့ green axis ကအရှည်လိုက်ကြီးပေါ်နေတာကိုတွေ့ရလိမ့်မယ်အဲ့ဒါကျွန်တော်ဘာလုပ်ထားတာလဲဆိုရင်ကျွန်တော်တို့ window တွေကနေမှ model info တွေကနေမှ drawing ဆိုတာရှိမယ် preference တွေကနေမှ drawing ဆိုတာရှိမယ် drawing ထဲမှာ display crosshair ဆိုတာကိုကျွန်တော်အမှန်လေးချက်ထားပေးတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့အခုလိုမျိုး axis ကအရှည်ကြီးပေါ်နေတာဖြစ်တယ်အဲ့ဒီ axis အရှည်ကြီးနဲ့ကျွန်တော်တို့ကအခုလိုမျိုး level လေးတွေကိုညှိပြီးတော့ model ကိုဆွဲသွားပေးတာဖြစ်ပါတယ် okay ပြီးတော့ပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ dimension tools လေးနဲ့ဒီကနေမှဒီကို dimension လေးကျွန်တော်တိုင်းလိုက်တဲ့အခါမှာ6ပေ17လက်မဖြစ်နေတယ်ဟုတ်ပြီအဲ့တော့ဒါကိုကျွန်တော်တို့ကဘယ်လောက်လိုချင်တာလဲ6ပေ6လက်မလိုချင်တာကျွန်တော်တို့ရဲ့ဓာတ်ပုံရဲ့ကျွန်တော်တို့ဆွဲထားတဲ့ line ရဲ့ကျွန်တော်တို့ထိုးထားတဲ့ dimension ရဲ့3ခုဓာတ်ပုံရဲ့ line ရဲ့ dimension ရဲ့ဒီ3ခုကို selection ပေးလိုက်တယ်ပြီးတော့ကျွန်တော်ဘာလုပ်လဲဆိုရင် tape measure tool ကိုကျွန်တော်ယူတယ်tape measure tool ကိုကျွန်တော်ယူတယ်ပြီးရင်ကျွန်တော်တို့6ပေ17လက်မ line ရဲ့အစမှတ်မှာ tape measure ကို click တစ်ချက်ချအဆုံးမှတ်မှာလည်း click တစ်ချက်ချပြီးသွားရင် screen ရဲ့ညာဘက်အောက်ဆုံးတောင်ကိုတွားကြည့်လိုက်လို့ရှိရင် length သူ့ရဲ့အရှည်6ပေ17လက်မဆိုတာကိုကျွန်တော်တို့တွေ့နေရလိမ့်မယ်ကိုလိုချင်တာဘယ်လောက်လိုချင်တာလဲ6ပေ6လက်မဒါဆိုရင်ကျွန်တော်တို့က6ပေ6လို့ရိုက်ထည့်လိုက်တယ်ကျွန်တော်ရိုက်ထည့်လိုက်တဲ့ကိန်းကနန်းကို screen ရဲ့ညာဘက်အောက်ဆုံးတောင်မှာတွေ့ရပါလိမ့်မယ်6ပေ6လို့ကျွန်တော်ရိုက်ထားတယ်ပြီးရင် enter ခောက်လိုက်မယ် do you want to resize the model ဆိုတော့ပေါ်လာလိမ့်မယ် resize လုပ်ချင်လားတဲ့ size လေးပြောင်းချင်လားတဲ့ပြောင်းချင်ပါတယ် yes ကိုနှိပ်ပေးလိုက်ပါဒါဆိုရင်တော့ချက်ချင်းပဲ6ပေ6လက်မကိုရောက်သွားပါလိမ့်မယ်ပြီးတော့ပြီဆိုလို့ရှိရင်ကျွန်တော်တို့ hori မှာအောက်ကနေမှ line လေးတစ် line ကျွန်တော်တို့ဆွဲလိုက်မယ်အတိုင်းတာကိုကြည့်မယ်ဆိုရင်လည်းအနည်းဆက်ဆုံးကျွန်တော်တို့ဘယ်လောက်ရှိနေမှာလဲဒီမှာဆိုရင်တပေနဲ့မှ9လက်မရှိနေမယ်ကျန်တာလေးကတော့9ပိုင်း16ပိုင်းအပိုင်းကိန်းလေးနည်းနည်းလေးထွက်နေလိမ့်မယ်တခါတလေမှာတချို့သောចောင်းသားလေးတွေမှာကအတိုင်းတာလေးတွေနဲ့ပတ်သက်လာရင်လုံးဝအတိအကျလေးလိုချင်တာမျိုးရှိတယ်နော်ဒီအတိအကျလေးလိုချင်တာမျိုးရှိဆိုတော့လုပ်လို့ရပါတယ်နီလန်အမျိုးမျိုးနဲ့လုပ်လို့ရပါတယ်ပထမနီလန်ကတော့ကိုကအောက်ခြေအထိကိုတပေနဲ့9လက်မလို့သတ်မှတ်ပြီးထားပြီးဖြစ်တဲ့အတွက်ကြောင့်နော်ကိုယ်စိတ်ထဲမှာဒီဒုကိုတပေ9လက်မလို့သတ်မှတ်ထားပြီးပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့တခါတည်းတန်းပြီးတော့တပေနဲ့မှ9လက်မဆိုတဲ့ line ကိုဆွဲချလိုက်လဲရပါတယ်ဒါပေမဲ့ပုံထဲမှာကတော့နည်းနည်းလေးကွာနေလိမ့်မယ်ဟုတ်မယ်နော်နည်းနည်းကွာနေလိမ့်မယ်အဲ့ဒါမျိုးကိုကမဖြစ်ချင်ဘူးဆိုလို့ရှိရင်လေကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုရင် window တွေကနေမှ model info unit မှာကျွန်တော်တို့အပိုင်းကိန်းသတ်မှတ်ချက်ကို 1/16 1/8 1/4 1/2 သတ်မှတ်ချက်တွေသတ်မှတ်လို့ရတယ်ကိန်းပြည့်လိုချင်တယ်ဆိုရင်လည်း0ဒါတွေကဘယ် software မှာပဲဖြစ်ဖြစ် unit နဲ့ပတ်သက်လာရင်ဒါလေးတွေကိုအကုန်လုံးအပြောင်းလဲလုပ်ပြီးတော့ကျွန်တော်တို့အသုံးပြုလို့ရတယ်အဲ့တော့ကျွန်တော်ကတော့မူရင်း 1/16 ကိုသုံးတာများတယ်ဒါပေမဲ့တစ်ခါတလေကြားလို့ရှိရင်လည်းကျွန်တော်တို့ကနော်ကိန်းကနေတိတိလေးတွေကမလိုအပ်ဘူးဆိုရင်လည်းကျွန်တော်တို့ 1/2 လောက်ကိုထားပြီးတော့သုံးလိုက်တာမျိုးရှိတယ်အဲ့တော့ဗျာပ
ဘာပဲပြော5/16ဆိုပြီးတော့ကဏ္ဍတန်ဖိုးကြီးပေါ်နေတာထက်1/2ဆိုတာကတော့ပို့ပြီးတော့အဆင်ပြေတယ်မဟုတ်ဘူးဗျာကျွန်တော်တို့ကလုံးဝအတိအကျဖြစ်ချင်တာဆိုရင်လေကျွန်တော်ခုနပြောသလိုပဲဒီကနေဒီကို9ပေတပေ9လက်မလို့သတ်မှတ်ပြီးသွားပြီအဲ့ဒီတော့ကြောင့်မလို့တခါတည်းတပေ9လက်မဆိုတဲ့မြင်းလိုင်းကိုဆွဲပေးလိုက်တယ်မရပေဘူးလားရတယ်နော်အဲ့ဒီအတွက်ကအရန်ကြီး serious ဖြစ်เสียမလို့တခါလေကြားလို့ရှိရင်အရန်ကြီးကိုမှ serious ဖြစ်တာမျိုးလေးတွေဖြစ်တတ်ကြတယ်ကြိုက်တယ်လို့သုံးပါအဲ့တော့အတိုင်းတာလေးတွေကိုပြောင်းလဲလိုက်တာကလုပ်ငန်းခွင်ထဲမှာအတိုင်းတာတွေနော်လွဲသွားမှာမှားသွားမှာစိုးရဆိုရင်ခုနလိုမျိုး unit မှာအပိုင်းကိန်းတွေကိုပြင်တာမျိုးမလုပ်ဘဲနဲ့အခုလိုမျိုးတပေ9လက်မှတတ်မှတ်ပြီးသွားပြီအဲ့ဒီတော့ကြောင့်မလို့ငါတို့ကတော့တပေ9လက်မှပဲဟေ့ဆိုပြီးတော့တခါတည်းတပေ9လက်မှမြင်လိုင်းကိုဆွဲချပစ်လိုက်အဲ့ဒါကပိုကောင်းပါတယ်ကျွန်တော်ဆိုရင်ရောဘယ်နီလန်းကိုတုံးလဲကျွန်တော်ဆိုလို့ရှိရင်လေတပေ9လက်မှတတ်မှတ်ပြီးပြီကွာတပေ9လက်မှပဲလောက်တော့မယ်ဆိုပြီးတော့ကိုတတ်မှတ်ထားတဲ့ပေအတိုင်းပဲလိုင်းဆွဲချပလိုက်တယ်ကျွန်တော်လည်းပဲဒီနီလန်းကိုကျွန်တော်သုံးပါတယ်ရမယ်နော်โอเคနောက်တစ်ချက်နောက်တစ်ခုကကျွန်တော်တို့အခုဒီမှာကတော့အတိုင်းတာကတော့ကျွန်တော်တို့ရသွားပြီเนาะအပေါ်မှာ6ပေနဲ့မှ6လက်မှဆိုပြီးတော့ရသွားပြီဒါပေမဲ့ဒီစပွဲလေးရဲ့ဒီdot surface ပေါ့เนาะ dot surface ကဘယ်လောက်ထိကျယ်မလဲဆိုတာကိုကျွန်တော်တို့မသိဘူးပေါ့เนาะအဲ့ဒါကတော့ပုံထဲမှာလည်းမပါတာဖြစ်တဲ့အတွက်ကြောင့်မလို့အဆင်ပြေသလိုကိုတတ်မှတ်ပေးလိုက်လို့ရတယ်ကျွန်တော်ကတော့ဘယ်လောက်တတ်မှတ်လိုက်မလဲဆိုလို့ရှိရင်15လက်မှလို့ကျွန်တော်တတ်မှတ်ပေးထားလိုက်မယ်เนาะ15လက်မှလို့ကျွန်တော်တတ်မှတ်ပေးထားလိုက်တယ်အဲ့တော့ကိုကတော့ကိုအဆင်ပြေသလိုတတ်မှတ်ပေါ့နော်ဒါကျွန်တော်တို့ကစတင်တာဖြစ်တယ်ကို model ပုံဆွဲနည်းဘယ်လိုဆွဲတယ်လဲနော် reference တွေဘယ်လိုလုပ်တယ်လဲအတိုင်းတာတွေကိုဘယ်လိုတတ်မှတ်သွားလဲနော်ဘယ် tools တွေကိုသုံးသွားတယ်လဲဒါတွေကိုကျွန်တော်တို့ပြောပြပေးတာဖြစ်တယ်ပေဒီအတိုင်းတာတွေကတော့ကိုလုပ်ငန်းခွင်ထဲမှာရှိတဲ့ကိုရဲ့ space နဲ့ light ဖက်မှာကိုယ်တိုင်ပြန်ပြီးတော့ချိန်တွယ်ရုံပဲရမယ်နော်ဆိုတော့15လက်မှမကြိုက်ဘူးနော်18လက်မှသုံးချင်တယ်12လက်မှသုံးချင်တယ်ကိုလိုတလို့ကိုရဲ့ size မှာနော်ကိုရဲ့ဒီ site ထဲမှာအဆင်ပြေသလိုသုံးလို့ရတယ်ကိုရဲ့ ancient နဲ့ agreement လုပ်ထားတဲ့အတိုင်းအသုံးပြုလို့ရတယ်ကျွန်တော်တို့ကပုံဆွဲနည်းကိုပဲကျွန်တော်တို့ကသင်ကြားပေးနေတာဖြစ်တယ်ဒီဇိုင်းနဲ့ပတ်သက်ပြီးတော့သင်ကြားနေတာမဟုတ်ဘူးပေါ့နော်ဆိုတော့ဒါဒီကျွန်တော်တို့က modeling ပေါ့နော်ဒီဇိုင်းနဲ့ပတ်သက်ပြီးသင်ကြားနေတာမဟုတ်ဘူးလို့ကျွန်တော်တို့ဘာလို့ပြောလဲဆိုတော့လေတစ်ခါလေးကြလို့ရှိရင်ကျောင်းသားလေးတွေကဒီ 3D model ဆွဲနည်းသင်တန်းတွေကိုဒီဇိုင်းသင်တန်းလို့ထင်သွားတတ်ကြတာများတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့အဲ့လိုမျိုးထင်သွားရလောက်တဲ့အကြောင်းတရားတွေကလည်းရှိနေတယ်ပေါ့နော်။ဆိုတော့ဒါတွေကတော့ကျွန်တော်တချို့ကိစ္စတွေကတော့အစွန်းမလွတ်တာတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီထဲမှာဘာမှမပြောလို့ပါဘူး။ဒီဇိုင်းဒီကျွန်တော်တို့လိုမျိုး3လဝန်းကျင်4လဝန်းကျင်နဲ့တင်တဲ့တင်တန်းတွေမှာဘယ်တော့မှဒီဇိုင်းကိုတင်လို့မရပါဘူးဒီဇိုင်းတစ်ခုကခက်ခဲပါတယ်အချိန်ပေးရပါတယ်နော်ကျွန်တော်တို့ဘိတုကာတွေဆိုလို့ရှိရင်လေသူတို့ကျောင်းတွေမှာ architecture ကျောင်းတွေမှာ4-5 နှစ်လောက်လေ့လာခဲ့တာတော့မှမလုံလောက်တဲ့အတွက်ကြောင့်မလို့လုပ်ငန်းခွင်အတွေ့အကြုံတွေကိုဆက်လက်ပြီးတော့ယူကြရပါတယ်ဒီဇိုင်းပညာဆိုတာကအဲ့ဒီလိုမျိုးကိုကျွန်တော်တို့ကခက်ခဲပါတယ်ကျွန်တော်တို့ဒီ model ဆွဲတာကိုပဲသင်ပေးနေတာဖြစ်ပါတယ်ဒီဇိုင်းသင်နေတာမဟုတ်ပါဘူးတခါလေ့ကြလို့ရှိရင်ဒီလိုကိစ္စလေးတွေမှားယွင်းတဲ့ကိစ္စလေးတွေဖြစ်လာတတ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကဗီဒီယိုနဲ့စာသင်နေရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဘသူကိုမှရည်ရွယ်တာမျိုးမဟုတ်ဘဲနဲ့တည်ထားတဲ့အကြောင်းအရာတစ်ခုအနေနဲ့ဒီဇိုင်းပညာရပ်ဆိုတာဘယ်လိုမျိုးလေ့လာရတယ်ဆိုတာကိုတည်ထားတဲ့အကြောင်းအရာတစ်ခုအနေနဲ့ထည့်ပြီးတော့ပြောပြပေးတာဖြစ်ပါတယ်တခြားရည်ရွယ်ချက်မရှိပါဘူးเนาะဟုတ်ပြီဆိုတော့ကျွန်တော်တို့ကတော့ဒီအပေါ်ဘက် dot surface လေးကို15လက်မလို့ကျွန်တော်တတ်မှတ်လိုက်တော့မယ်ပေါ့နော်ဆိုရင်ကျွန်တော်တို့စပြီးတော့ဆွဲကြရအောင်အဲ့တော့ကျွန်တော် model ကိုစဆွဲတော့မယ်ဆိုရင်တော့ camera မှာကျွန်တော်တို့ perspective ကိုပဲသုံးပါတယ် model ဆွဲတဲ့အခါမှာအမြဲတမ်းကျွန်တော်တို့ perspective ကိုပဲကျွန်တော်ထားပြီးတော့သုံးပေးပါเนาะ parallel projection နဲ့မသုံးပါနဲ့မဆွဲပါနဲ့เนาะဟ
ဟုတ်ပြီကဲ okay ဆိုလို့ရှိရင် model ဆွဲတဲ့အခါမှာလေ axis ကိုအခုလိုမျိုးထားထားပေးပါ green နဲ့ red နဲ့ကရေပြင်ကြီးမှာရှိရမယ် blue axis ကdown လိုက်ရှိရမယ်เนาะတခါတလေကြလို့ရှိရင်မှားပြီးတော့ axis တွေမှားပြီးတော့ဆွဲနေတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အမြဲတမ်း sketch check ရဲ့ကောင်းကင်ပြလေးဒီအပေါ်မှာရှိရမယ် sketch check ရဲ့ natural ground level မိကူးရောင်လေးကအောက်မှာပဲအမြဲရှိရမယ်တခါတလေကြလို့ရှိရင်เนาะကျွန်တော်ကျောင်းသားလေးတွေကပုံဆွဲတယ်ဆွဲဒီလိုမျိုးတွေပါဆွဲနေတာเนาะအဲ့တော့ပြောင်းပြန်လေးလှန်ပြီးတော့ဆွဲနေကြတာမျိုးတွေလည်းဖြစ်တတ်ကြတယ်ပေါ့နော် basic modeling မှာကတော့ကျွန်တော်တို့အဲ့ဒါမျိုးတွေအများဆုံးတွေ့ရတယ်အခု furniture modeling မှာကတော့ဟိုအဲ့လိုမျိုးဖြစ်လိမ့်မယ်လို့တော့မထင်ဘူးပေါ့နော် okay ဆိုတော့ကျွန်တော်ဒီမှာ line တစ်ခုစပြီးတော့ဆွဲပါတယ်6ပေ6လက်မပြီးတော့ပြီဆိုလို့ရှိရင်ဒီဘက်က15လက်မ rectangle ခွင်းလေးတစ်ခုဆွဲလိုက်ပါတယ်ပြီးရင်ကျွန်တော်တို့ရဲ့ပုံမှာကဘာရှိလဲဆိုရင်ဘေးဘက်ကလေးတွေမှာကျွန်တော်တို့ရဲ့ဘေးဘက်ကလေးတွေမှာထောက်မဟုတ်ပါဘူးအ white ကလေးတွေပါအဲဒီအတွက်ကြောင့်မလို့ဘေးဘက်ကလေးတွေကိုကျွန်တော်က white ပေးပါမယ်အဲ့တော့ white တဲ့အတိုင်းတာကိုကျွန်တော်တို့ကဘယ်လောက်ထားမလဲဆိုတော့နှစ်လက်မကွဲထားပါမယ်ဘာကြောင့်လဲဆိုလို့ရှိရင်ဒီဘက်ကဒီဘောင်ကလေးကိုလေကျွန်တော်တို့ကနှစ်လက်မကွဲသတ်မှတ်ခဲ့ကြလို့ပါနော်ဟုတ်ပြီအဲ့တော့တကယ်တမ်းဒီပုံကြီးကမလို့တော့ဘူးเนาะအတိုင်းတာလေးကိုမှန်အောင်ဖြစ်သွားပြီဘလို့အတိုင်းတာတွေဘလို့လုပ်မယ်ဘယ်ကနေဘယ်ထိကိုဘယ်နှပေကျွန်တော်သတ်မှတ်မယ်ဆိုတာတွေကကျွန်တော်သိသွားပြီဆိုရင်မလို့တော့ဘူးအဲ့တော့ reference image ကတော့ဒီထဲမှာပဲကျွန်တော်ကြည့်ပြီးတော့ဆွဲတော့မယ်ပေါ့နော် okay ဆိုရင်ကျွန်တော်ဘာလုပ်လဲဆိုတော့ tape measure နဲ့ဒီကနေမှဒီဘက်ကို 2.5 inches ပြီးတော့ဒီဘက်မှာလည်းကျွန်တော်တို့က 2.5 inches ပြီးတော့ရင်ကျွန်တော်တို့ရဲ့2 point arch ကိုယူတယ် first point second point ပြီးသွားလို့ရှိရင်အလိုက်တင်ကလေးပဲအလိုက်တင်ကလေးဖြစ်သွားစေတဲ့ကျွန်တော်တို့ရဲ့ခရမ်းရောင် exit ကလေးထဲမှာ double click ကိုကျွန်တော်နှိပ်ချလိုက်တယ်ဒါဆိုရင် curve လေးပေါ်သွားလိမ့်မယ်အဲ့ဒီ curve လေးကို selection ပေးလောလောဆယ်မဖြတ်ပစ်ပါနဲ့ move နဲ့ copy ကူ make group လုပ်ပါတယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်လေးမှာလည်းနေရာလေးသွားပြီးတော့ခြားထားပေးလိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့ tape measure တွေကိုခဏခဏဆွဲပြီးတော့ 2 point arch တွေကိုလည်းခဏခဏသုံးနေစရာမလိုတော့အောင်ပါနော်။ပြီးသွားပြီဆိုလို့ရှိရင်တော့ဟောဒီမှာရှိနေတဲ့ group တွေကိုကျွန်တော်ဘာလုပ်ပြရမလဲဆိုရင် explode ကျွန်တော်ခွဲပြရပါမယ်။ right click explode ပြီးတော့ပြီဆိုရင်တော့ eraser tool လေးနဲ့ tape measure line တွေရောဒီဘက်က down line လေးတွေရောအကုန်လုံးကိုကျွန်တော်တို့ဖြတ်ပလိုက်လို့ရပါပြီโอเคပြီးသွားရင်သူ့ရဲ့ဒုကလေးကိုကျွန်တော်ကဘယ်လောက်ထားမလဲဆိုလို့ရှိရင်တလက်မဒုလေးကျွန်တော်ထားပါမယ် push pull ကိုသုံးပြီးတော့ကျွန်တော်အပေါ်ဘက်ကိုတလက်မဒုတင်ပေးလိုက်ပါတယ် right click make group တခါတည်းလုပ်ပါမယ် model ဆွဲတဲ့အခါမှာကျွန်တော်တို့ interior design ပဲဆွဲ exterior architecture တွေကိုပဲဆွဲကျွန်တော်တို့ furniture နဲ့ပတ်သက်တာတွေကိုပဲဆွဲ make group ကိုကျွန်တော်လှုပ်ထားပေးပါrepetition ဖြစ်မဲ့ကိစ္စတွေဆိုရင်တော့make component ကိုလှုပ်ထားပေးပါဥပမာဒီအပြားလေးဆိုရင်ကျွန်တော်တို့ကအောက်နဲ့အပေါ်နဲ့ကအတူတူပဲနော်အတူတူရှိမယ်ဒါပေမဲ့အပေါ်ဒုလေးကတော့နည်းနည်းလေးပို့ပြီးတော့ထူသလိုခံစားရတယ်ကျွန်တော်တို့ကတော့အတူတူပဲဆွဲလိုက်မယ်အဲ့တော့အတူတူရှိမယ်ဆိုတော့အတူတူဖြစ်မဲ့ကိစ္စဆိုရင်တော့ travel click ကိုနှိပ်ပြီးတော့ကျွန်တော်တို့နော်အကုန်လုံးကို selection ပေးမယ် travel click ကိုနှိပ်တယ် right click make component ကျွန်တော်လှုပ်ထားပေးလိုက်မယ်ဘာဖြစ်လို့ make component ကိုလှုပ်တာလဲဆိုတော့ကျွန်တော်တို့နောက်ပိုင်းကျလို့ရှိရင်ဒီကောင်လေးကို chamfer လေးတွေချိုးမှာနှခမ်းသားလေးတွေလုံးမှာအဲ့ဒီခါကျလို့ရှိရင်ကျွန်တော်တို့က make component မလှုပ်ထားတဲ့အခါမှာအောက် surface အတွက်ကောအပေါ် surface အတွက်ကောလုပ်နေရလိမ့်မယ်
make component လောက်ထားခြင်းအပြင်တစ်ခုကို chaffer ချိုးလိုက်ပြီဆိုတာနဲ့နောက်တစ်ခုကပါအလိုလို chaffer သူကဖြစ်သွားလိမ့်မယ် make component သဘောတရားရပါတော့အဲ့တော့ကျွန်တော်တို့ကတော့ဒီမှာနော်နာမည်ပေးခြင်းလဲပေးလို့ရတယ်မပေးခြင်းရင်လဲ component #1 ဆိုပြီးဒီတိုင်းထားပေးလဲရတယ်ကျွန်တော်တို့ကတော့များသောအားဖြင့်ပေးလေးပေးထားတော့မရှိဘူးလိုအပ်တဲ့အခါမှာတော့လုပ်တယ်ပေါ့နော်ဆိုတော့လောလောဆယ် create ဟုတ်ပြီပြီးတော့ပြီဆိုရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီဘက်ထိပ်မှာရှိနေတဲ့တောင်ကလေးတွေကိုကျွန်တော်စပြီးတော့ဆွဲပါမယ်အလုံးကလေးတွေကိုစပြီးတော့ဆွဲပါမယ်ဆိုတော့ဒီမှာထားတဲ့ point ကနေမှကျွန်တော်ဒီဘက်နဲ့အညီထားပေးလိုက်တယ်နှစ်လက်မကွဲပဲပေါ့နော်ဒီဘက်မှာလည်းနှစ်လက်မကွဲပဲပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့2 point arch လေးနဲ့ကျွန်တော်တို့ဒီမှာ1 point ဒီမှာ1 point line လေးပြန်ပြီးတော့ဆွဲလိုက်ပါတယ် surface လေးဖြစ်သွားတာကိုကျွန်တော်တို့ဒူကလေးတင်လိုက်ပါတယ်ရမယ်နော်ဆိုတော့ကျွန်တော်တို့အစအဆုံးကိုဘယ်နှပေထားမယ်လို့သတ်မှတ်ခဲ့တာလဲဆိုတော့9တပေ9လက်မလို့သတ်မှတ်ခဲ့တာနော်အဲ့တော့တပေ9လက်မထဲမှာတပေ9လက်မထဲမှာအောက်တစ်လက်မနှုတ်လိုက်မယ်အပေါ်တစ်လက်မနှုတ်လိုက်မယ်ဆိုရင်တပေနဲ့3လက်မကျန်မယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီကောင်လေးကိုကျွန်တော်တို့ကဘယ်လောက်ထားမလဲဆိုတော့တပေနဲ့မှ3လက်မဆိုပြီးတော့ကျွန်တော်တန်ဖိုးလေးရိုက်ထည့်လိုက်တယ်စခရင်ရဲ့ညာဘက်အောက်ဆုံးတောင်မှာကျွန်တော်ရိုက်ထည့်ထားတဲ့တန်ဖိုးလေးကိုကျွန်တော်တွေ့ရပါလိမ့်မယ်โอเคပြီးရင်သူ့ကိုလည်းကျွန်တော်တို့ကဘာလုပ်မလဲဆိုလို့ရှိရင် treble click ကိုနှိပ်ပါတယ် right click make component ကိုကျွန်တော်တို့လုပ်ပါတယ် create သူဒီ down 4000မှာ4ခုရှိမှာဖြစ်ပါတယ်အဲ့ဒီတော့ကြောင့်မလို့ make component ကျွန်တော်လုပ်လိုက်ပါတယ်ပြီးရင်ကျွန်တော်ဒီဘက်ကို selection ပေးတယ် rotate ကလေးလှည့်ပြီးတော့သုံးချင်ရင်လည်းသုံးဒါမှမဟုတ်လေ flick 2ကိုယူပြီးတော့ red exit အတိုင်း flick လုပ်ပေးလိုက်ရင်လည်းလုံးအဆင်ပြေသလိုကျွန်တော်တို့လုပ်လို့ရပါတယ်ပြီးတော့ကျွန်တော်တို့သူ့ရဲ့အောက်က line လေးနေရာမှာအတိအကျချထားပေးပါမရွက်မဆောင်းပါစေနဲ့ပေါ့နော်ပြီးရင်ဒီနှစ်ခုကို selection ပေး move နဲ့ copy ကူပြီးတော့ကျွန်တော်တို့ flick ကိုယူတယ် green exit တိုင်း flick လုပ်ပေးလိုက်တယ်နေရာသွားပြီးတော့ချမယ်ကျွန်တော်ကဒီမှာတစ်တာအတုံးကလေးအနေနဲ့ကျွန်တော်ကလှုပ်သွားပါတယ်ပြီးသွားပြီဆိုရင်တော့ဒီနားမှာကျွန်တော်တကားလေးတွေလာပြီးတော့ကတ်လို့ရအောင်ပေါ့နော်အဲ့တော့တချို့ကြတော့လည်းမကြိုက်ဘူးတချို့ကြတော့လည်းဒါက model မှာသူကပုံစံအမျိုးမျိုးရှိတာပေါ့နော်တချို့ကြတော့လည်းဒီကနေမှoffset ရိုက်တဲ့ပုံစံမျိုးလေးအနေနဲ့သွားကြတာမျိုးလည်းရှိတယ်ဒီမှာ line ကို selection ပေးပြီးတော့ offset ရိုက်လိုက်မယ်ကျွန်တော်တစ်လက်မှရိုက်လိုက်မယ်ပြီးရင်ဒီကောင်လေးကိုကျွန်တော်တို့ကဖယ်ထုတ်ရှင်းထုတ်လိုက်မယ်ဆိုရင်ဒီလိုပုံစံမျိုးလေးလည်းဖြစ်သွားမှာပဲရတယ်နော်ကိုအဆင်ပြေသလိုလုပ်လို့ရတယ်ကျွန်တော်တို့ဓာတ်ပုံထဲမှာကြတော့အတွင်းထဲကိုမမြင်ရတဲ့အတွက်ကြောင့်မလို့အခုလိုလုပ်ချင်သလားခုနလိုလုပ်ချင်သလားအကုန်ရတယ်နော် make component လောက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ခုကိုပြင်လိုက်တာနဲ့ကျန်တဲ့3ခုကပါပြင်သွားလိုက်မယ်ကျွန်တော်တို့အရင်ခေတ်တုန်းကဆိုရင်တော့ဒီလိုဒုတယ်လေးတွေနဲ့လောက်ကြတာပေါ့နော်နောက်ပိုင်းကျတော့နော်ခပ်ပါပါလေးတွေနဲ့တွားကြတာမျိုးလည်းရှိတယ်နော်ကျွန်တော်တို့ဒီ plywood ကလေးတွေကို curve လုပ်ပြီးတော့တုံးကြတာမျိုးလည်းရှိတယ်အဆင်ပြေသလိုလုပ်ပါနော်ဒါကတော့လုပ်ငန်းခွင်ထဲမှာဘယ်လိုလုပ်ပေါ့နော်အဲ့တော့ဒီမှာ offset ရိုက်မယ်ဆိုလဲဒီ line curve line လေးကို selection ပေး offset ကိုကျွန်တော်တို့ကတစ်လက်မလို့ရေးလိုက်တယ် enter ခောက်လိုက်တယ် offset တစ်လက်မပြစ်သွားတယ်ပြီးသွားလို့ရှိရင်ကျန်တဲ့အပိုင်းကို push ဘူးနဲ့နှိမ့်ချပေးလိုက်လို့ရှိရင်တော့ကျွန်တော်တို့လိုချင်တဲ့ curve လေးကိုရသွားပြီပေါ့ကိုကြိုက်တယ်လို့လုပ်နော်ပြီးသွားရင်ကျွန်တော်တို့ကဒီအောက်ဘက်က surface ကို selection ပေးပြီးတော့အပေါ်ဘက်ကိုကျွန်တော်တို့ push ဘူးလေးနဲ့တင်ထားပေးလိုက်တယ်ဒါဆိုရင်ပုံချမ်းလေးပေါ်သွားပြီသူတို့တစ်ခုနဲ့တစ်ခုနဲ့ကြားမှာအစစ်အချိုးလေးတွေအချိုးအစစ်ကလေးတွေကြားထဲမှာ curve လေးတွေကျွန်တော်တို့ရှိနေတာကိုတွေ့ရလိမ့်မယ်နော်ဒီနားလေးမှာလေလုံးလေးတွေလေ curving လေးတွေဖြစ်နေတာကိုတွေ့ရလိမ့်မယ်ကျွန်တော်တို့ပြီးတော့မှ plugin ကိုသုံးပြီးတော့အနားလေးတွေကျွန်တော်တို့လုံးမယ်ပြီးသွားရင်လည်းဘာတွေကိုတွေ့ရမလဲဆိုရင် gap လေးတွေအဟလေးတွေကိုလည်းကျွန်တော်တို့တွေ့ရမယ်အဲ့ဒီ gap လေးတွေအဟလေးတွေကိုလည်းကျွန်တော်ထည့်ပြီးတော့လုပ်မယ်လောလောဆယ်မှာတော့ဒီတိုင်းလေးခဏထားမယ်နော်လောလောဆယ်မှာ gap တွေကိုမလုပ်သေးဘူးလောလောဆယ်မှာကျွန်တော်တို့ကအရင်ဦးဆုံးပုံတရံပေါ်လာအောင်ကျွန်တော်တို့စပြီးတော့လုပ်မယ်ပုံတရံပေါ်လာပြီဆိုတော့မှအသေးစိတ်တွေကိုကျွန်တော်စပြီးတော့ထည့်မယ်အရင်ဦးဆုံးတော့ရုပ်လုံးပေါ်အောင်အရင်စဆွဲမယ်ရုပ်လုံးပေါ်သွားပြီဆိုတော့မှအသေးစိတ်ကလေးတွေကိုဖြည်းဖြည်းချင်းလိုက်ပြီးတော့
ကျွန်တော်တို့ဖြည့်ကြမယ် Okay ဆိုတော့ကျွန်တော်တို့တကားလေးတွေဆက်ပြီးတော့ဆွဲကြမယ်ပေါ့နော်ဆိုတော့ကျွန်တော်ကဒီမှာရှိနေတဲ့ gap လေးတွေကိုနောက်မှပဲလုပ်မယ်လို့ကျွန်တော်ပြောသွားတာပေါ့နော်အဲ့ဒါကဘာဖြစ်လို့လဲဆိုတော့အကြောင်းရှိတယ်ဗျတကယ်လို့ဒါကိုကတစ်ခုပြီးတစ်ခုပေါ့နော်ဒီဟာလေးတွေမှာ gap လေးတွေအဟာလေးတွေကိုကထည့်ထားခဲ့မယ်ဆိုလို့ရှိရင်သူနဲ့လာပြီးတွဲတဲ့ကတ်တဲ့တကားတွေကိုထည့်တဲ့အခါမှာအဲ့ဒီ gap လေးတွေကိုက selection ကလေ gap ကလည်းကျွန်တော်တို့ကအကြီးလောက်ရတာမှမဟုတ်တာတိတိလေးလောက်ရတာ哦เนาะဆိုတော့ selection ကောက်တဲ့အခါမှာတခါတလေကျရင် selection ကအောက်ကလေးကိုမိသွားလိုက်အပေါ်ကလေးကိုမိသွားလိုက်နဲ့ selection ပေးရတာလေးတွေကနည်းနည်းလေးအဆင်မပြေဖြစ်တတ်တယ်အဲ့အတွက်ကြောင့်မလို့အားလုံးဆွဲလို့ပြီးသွားတော့မှပဲကျွန်တော်က gap လေးတွေကိုထည့်တခါကျတော့လေအချိန်တွေကိုကြည့်ရတာပေါ့ကိုဆွဲနေတဲ့ model ရဲ့အချိန်တွေကိုကြည့်ပြီးတော့ဘယ်လိုလုပ်ရင်ကိုယ့်အတွက်အဆင်ပြေမယ်ဘယ်လိုလုပ်လို့ရှိရင်ပို့ပြီးတော့များဟို model ဆွဲရတာတက်တောင့်တက်တာဖြစ်မလဲအဲ့ဒါကစဉ်းစားရတာပေါ့နော်ဘယ်အရာကိုမှ modeling မှာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီ visualization မှာပဲဖြစ်ဖြစ်နောက်ပြီးတော့ဘယ်ကိစ္စကိုမှဖြစ်ဖြစ်ပေါ့နော်ပုံသေးကားချက်ကြီးဆိုတာမှတ်ထားလို့မရအောင်အဲ့တော့အချိန်နေနဲ့အချိန်ခါကိုလိုက်ပြီးတော့ပြောင်းလဲနေနိုင်ရမယ်ပေါ့နော်ဆိုတော့ model ဆွဲတဲ့ခါမှာလည်းအဲ့လိုပဲကိုဆွဲတဲ့ model ကိုကြည့်ပြီးတော့ဒီ model ကိုဘယ်လိုဆွဲရင်အဆင်ပြေမလဲနော်အဲ့လိုပဲနောက် model တစ်ခုကြတော့ပထမဆွဲတဲ့ပုံစံနဲ့တွားပြီးတော့လုပ်လို့ရချင်မှရတော့မှာတူချင်မှတူတော့မှာလေဆိုတော့ကိုယ့်ရဲ့ model ကိုပြန်ကြည့်ရတာပေါ့နော်ဟုတ်ပါပြီဆိုတော့ကျွန်တော်ဒီမှာ line လေးတစ် line ကျွန်တော်ဆွဲလိုက်မယ်ဆိုတော့ကျွန်တော်ဒီမှာ line လေးတစ် line စပြီးတော့ဆွဲလိုက်မယ်ပေါ့နော်ဒီကနေမှဒီကိုကျွန်တော် line တစ် line ဆွဲလိုက်တယ်ပြီးတော့ပြီဆိုရင်ဆွဲထားတဲ့ line လေးကိုကျွန်တော် copy ကူးပြီးတော့တခြားတစ်ဖက်မှာတွားထားတယ်ပြီးရင်ကျွန်တော်တို့ screen ကနေမှညာဘက်တောင်ကိုကြည့်ကြည့်ပါကျွန်တော် bashless number 4ကျွန်တော်ထည့်ထားလိုက်တယ်ပြီးရင် enter လေးခောက်လိုက်တယ်ဆိုတော့အပိုင်း၄ပိုင်းပိုင်းသွားတယ်ပေါ့နော်ပြီးတော့ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီကြိုက်တဲ့တစ်ပိုင်းမှာ rectangle ကိုဆွဲတကားလေးအတွက်ဒုတယ်လေးကိုကျွန်တော်တက်လက်မလောက်တင်ထားပေးလိုက်တယ်ပြီးတော့လို့ရှိရင်ဒီတကားလေးမှာက design လေးတွေပါတယ်ပေါ့နော်ဒီ design လေးရဲ့အပေါ်အောက်ဘေးညာအဲ့ဒီနေရာတွေမှာ space ကအကျန်ရှိတယ်ဆိုတော့ဘေးပတ်လေ space ကိုကျွန်တော်ကအနည်းဆုံး2လက်မခွဲလောက်ကျွန်တော်ကခြံလိုက်ခြင်းတဲ့အတွက်ကြောင့်ကျွန်တော် 2.5 inches နဲ့ကျွန်တော် offset ပြလိုက်တယ်ဒီ offset ရဲ့အတွင်းခွင်လေးထဲမှာပဲဒီ design လေး၄ခုကကျွန်တော်တို့ရှိမယ်ပေါ့နော်ဆိုတော့တစ်ခုကိုဒီကနေမှဒီအကွာအဝေးကိုကျွန်တော်က3လက်မလို့ကျွန်တော်အကြမ်းမြင်သတ်မှတ်လိုက်တယ်ဆိုတော့ပုံထဲမှာကတော့အတိုင်းတာမရှိဘူးပေါ့လေကိုကအချမ်းမြင့်တက်မှတ်လိုက်တာပေါ့နော်ဆိုတော့ကျွန်တော်3လက်မဒီမှာဆွဲလိုက်တယ်ပြီးရင်ဒီမှာရှိနေတဲ့ arch အခုံးကလေးကိုလည်းဒီကနေမှဒီအထိကိုကျွန်တော်တက်လက်မခွဲလို့ကျွန်တော်တတ်မှတ်တယ်အဲ့တော့ဒီကနေမှ line လေးကိုလည်းကျွန်တော်ကဒီမှာဘာလုပ်လဲဆိုတော့ 1.5 inches နဲ့ချလိုက်တယ်အဲ့တော့တချို့လဲတိတ် measure နဲ့တွားရင်လည်းတွားမှာပေါ့တွားတာပေါ့နော်ဆိုတော့အဆင်ပြေတယ်လို့လုပ်လို့ရတယ်ဟုတ်ပြီပြီးတော့ရင်ကျွန်တော်ဘာလုပ်တယ်လဲဆိုတော့ဒီ line ကလေးတွေကိုဖြတ် arch ကိုယူတယ်1 click 2 click တလမကွဲနဲ့ click ချပေးလိုက်တယ်1 2တလမကွဲနေရာမှာ click ချပေးလိုက်တယ်ဟုတ်ပြီအဲ့ဒီမှာတစ်ခုလေးဆက်ပြီးတော့ကြည့်ရအောင်ကျွန်တော်တို့က entry info ကိုတွားကြည့်မယ်ပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင် arch လေးတွေက down ကလေးတွေဖြစ်နေတာလေဆိုတော့ selection page entry info က segment အရေးအတွက်ကို12အစား24လို့ပြောင်းလိုက်ရင် down ကလေးတွေက smooth ဖြစ်သွားတာကိုကျွန်တော်တွေ့ရမယ်ဒီမှာဆိုရင်လဲ selection page 12ကို24လို့ထားပေးလိုက်တယ် down လေးတွေ smooth ဖြစ်သွားတာကိုတွေ့ရမယ်ပြီးတော့ဒီဘက် line ကိုဖြတ်ဒီဘက် line ကိုဖြတ်ရမယ်เนาะအဲ့တော့ဆိုရင်ကျန်တာလေးတွေအတွက်ကျွန်တော်တို့က selection ပေးတယ်တခြားတစ်ဖက်မှာ click ကိုတွားပြီးတော့ခြာထားပေးလိုက်တယ်အဲ့တော့ဂျားထဲမှာကျွန်တော်တို့ကနောက်ထပ်2ခုလိုချင်တာလေအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ကဒီမှာကြည့်เนาะဒီလိုအပိုင်းကလေးပေါ့เนาะဒီလိုအဝိုင်းလေးကတော့2ခုလိုချင်တယ်ဂျားထဲမှာတော့ space ကဘယ်နှခုခြားမလဲ1ခု2ခု3ခု space ခြားမယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့မြင်းဆောင်လေးခံတယ်ကျွန်တော်3လို့ရိုက်တယ်ကျွန်တော် enter ခောက်တယ်ဒီဂျားထဲမှာ space လေး1 2 3
ရသွားပြီပေါ့နော်ပြီးရင်တော့အဲ့ဒီမှာမလိုတဲ့ line တွေကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ဒါလေးတွေကတော့ eraser tools ကိုသုံးပြီးတော့တေးသေးချာချာဖြတ်ပါပြီးတော့ကျွန်တော်တို့ဘာကိုတစ်ချက်စစ်ပေးရမလဲဆိုလို့ရှိရင်ဒီ surface တွေကတီးခြားဖြစ်နေသလားเนาะအပြင် surface တွေနဲ့ရောနေသလားအပြင် surface တွေနဲ့ရောလို့မရဘူးတီးခြားဖြစ်နေမှရမယ်เนาะအခုတီးခြားဖြစ်တယ်ပြီးရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ push pull လေးနဲ့အတွင်းထဲကို 0.5 လောက်ခြိုင်ထားပေးတယ် 0.5 sorry 0.5 ခြိုင်ထားပေးလိုက်တယ်เนาะသူ့မှာလည်းအဲ့လောက်တော့ခြိုင်နေပေါ့เนาะပြီးတော့မှအနားသက်လေးတွေကိုကျွန်တော်တို့ down ကလေးတွေလုံးတဲ့ကိစ္စကိုကျွန်တော်တို့လုပ်ကြမယ်အားလုံးပြီးတော့ပြီဆိုလို့ရှိရင် treble click ကိုနှိပ်တယ် right click ခောက်တယ်တကားက၄ချက်ရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့တစ်ခုကိုပြောင်းလဲလိုက်ရင်ကျန်တာတွေပါပြောင်းလဲသွားအောင်ကျွန်တော် make component ကိုကျွန်တော်လုပ်တယ်ပြီးရင်ကျွန်တော်မလုပ်လဲဆိုရင်အတွင်းလေးတွေကိုကျွန်တော်ထည့်ထားပေးလိုက်တယ်နောက်ထပ်တကားလေးတွေနေရာမှာနေရာချမယ်ဆိုတော့ဒီလိုမျိုးနော်ကျွန်တော်ဘေးဘက်မှာသွားပြီးတော့ကတ်ထားပေးလိုက်တယ်ပြီးရင်ကျွန်တော်ဒီဘက်ကနေမှဒီဘက်ကိုတစ်ခုပြီးတော့ extend ဘိုးလေးနဲ့ကျွန်တော်3လောက်sorry extend ဘိုးပြတ်ခလုံးနှိပ်တာမဝင်သွားလို့နော်ဆိုတော့ဒီမှာ keyboard ကနေမှ x ကိုရိုက်တယ်3 enter ပေါ့နော်ဒါဆိုလို့ရှိရင်တော့ဒီဘက်လေးတွေမှာ1 2 3ဆိုပြီးတော့ဝင်သွားလိမ့်မယ်ရမယ်နော် okay ပြီးတော့ရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့အဟလေးတွေ gap လေးတွေလောက်ရမယ့်အပိုင်းကိုကျွန်တော်တို့ရောက်ပြီဆိုတော့ကျွန်တော်ဘာစလုပ်တော့မလဲဆိုရင်ဒီမှာရှိနေတဲ့ဘေးဘက်ကလေးတွေကို selection ပေးနော်ဒီအနောက်ဘက်ကတော့ကျွန်တော်တို့ကဒီ surface ကိုပြင်ညီနဲ့ပဲကျွန်တော်တို့ပိတ်ကြမှာပေါ့နော်ဆိုတော့ပြဿနာမရှိဘူးအရင်ပိတ်ရင်လည်းပိတ်လိုက်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာ rectangle တစ်ခုကျွန်တော်ဆွဲမယ်အတွင်းထဲကိုဒုတယ်လေးဘယ်လောက်ထည့်လိုက်မလဲဆိုတော့တလက်မထည့်လိုက်မယ် make group လုပ်ပေးလိုက်မယ်နော်အဲ့တော့တလက်မထည့်လိုက်တော့မှဒီကောင်လေးတွေကညီမှာလေဥပမာ working detail ဘာညာထုတ်မယ်ဆိုရင်ဒီမှာအထစ်ကလေးတွေကညီနေမှာပေါ့မဟုတ်လို့ရှိရင် level တွေကကွဲနေမှာပေါ့နော်ဆိုတော့ကျွန်တော်ပြီးသွားလို့ရှိရင် rectangle okay တလက်မ triple click make group ပေါ့နော်ပြီးရင်သူ့ကို copy ကူးပြီးတော့အခြားတစ်ဖက်မှာသွားချထားပေးလိုက်လို့ရှိရင်ရပြီ point ကလေးတွေကိုဂရုစိုက်ပါနော်ဆိုတော့ကျွန်တော်အပေါ်ဘက်က surface ကကျွန်တော် height တယ် and height လုပ်တယ်ပေါ့နော်ဆိုတော့ okay ပြီးသွားပြီဆိုလို့ရှိရင်ဒီ line ကလေးတွေကိုကျွန်တော်က gap လေးတွေကျွန်တော်ထားမယ်အဲ့တော့ဒီမှာရှိနေတဲ့ထောင်ကလေးကနေစမယ်ပေါ့နော်သူ့ကိုကျွန်တော်နှိပ်တယ်အောက် surface ကို selection ပေးလိုက်တယ်เนาะဒီလိုလေးပဲเนาะဒီလိုလေးကွက်ပြီးတော့အောက် surface ကို selection ပေးလိုက်တယ်အပေါ်ကိုဆွဲတင်တယ်ဘယ်လောက်တင်မလဲဆိုတော့ 0.2 လောက်ကျွန်တော်တင်လိုက်မယ်များတယ်เนาะပြန်လုပ်မယ် 0.15 လောက်တုံးပေးလိုက်မယ် okay ဆိုတော့အပေါ်ဘက်ကိုလည်း selection မှတ်တယ်အောက်ကိုလည်းကျွန်တော်တို့ 0.15 လောက်ချထားပေးလိုက်မယ်ဆိုရင် channel တွေအကုန်လုံးလည်းအကုန်အတူတူဒီတိုင်းပဲဖြစ်သွားလိမ့်မယ် okay ပြီးရင်ကျွန်တော်ကအပေါ် surface ကိုခဏ high မယ်1 2 3 scale 2ကိုယူတယ်အလယ်ကနေကင်မယ်ကျွန်တော်တို့ဘာလုပ်မလဲဆိုလို့ရှိရင်အပေါ်အောက်ကိုအညီအညာပြောင်းလဲသွားအောင် shift key ကိုတုံးတယ်တွေ့လား shift sorry control key ကိုကျွန်တော်ဖိထားတယ်ပြီးတော့မှ 0.15 နှိမ်ထားတဲ့ဘောင်လေးနဲ့တွားပြီးတော့ level ညှိပေးလိုက်တယ်ဒါဆိုလို့ရှိရင်သူတို့အားလုံးကအကုန်လုံး 0.15 gap လေးတွေအကုန်ဖြစ်သွားပြီเนาะအရှိဘက်ကတကားတွေကို selection မပေးသွားဘူးเนาะအရှိဘက်ကတကားတွေကို selection ပေးသွားရင်ဒီအခုံးကလေးတွေကပါ scale 2နဲ့ညှိလိုက်တယ်လို့ဖြစ်ပြီးတော့ပုံတရံပြတ်သွားလိမ့်မယ်เนาะဟုတ်ပြီဒီတကားတွေအတွက်ကတော့ဘာလုပ်လဲဆိုတော့ group ထဲကို double click ခောက်ပြီးဝင်လိုက်တယ် offset ရိုက်မယ်
ဘလောက်ရိုက်လဲဆိုတော့ 0.15 သဘောပေါက်မယ်နော် offset ရိုက်ထားပေးလိုက်တယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ push pull လေးနဲ့ကျွန်တော်တွန်းပြီးတော့အပြင်ကိုကျွန်တော်ထုတ်ထားပေးလိုက်တယ်ပေါ့နော် sorry နော်တလက်မှတွန်းထုတ်ထားလိုက်တယ်ရပြီအဲ့တော့ဒီဘက်က0.15 ဟိုဘက်က0.15နဲ့သူကနှစ်ခုပေါင်းပြီးတော့ဂျားထဲမှာနည်းနည်းလေး gap လေးကတော့အဟလေးနည်းနည်းကြီးသွားတယ်ဒါလေးတွေကိုတော့ကျွန်တော်တို့ပြန်ပြီးတော့ပြင်ပေးရင်ပိုကောင်းတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဘာလုပ်မလဲဆိုရင်အဲ့တော့ကျွန်တော်တို့ဒီမှာပေါ့နော်ခုနပြောသလိုပဲတစ်ဖက်က0.15တစ်ဖက်က0.15နဲ့ဆိုတော့ဂျားထဲမှာက0.3လောက်ဖြစ်သွားတယ်အဟကကျဲသွားတယ်ပေါ့နော်အဲ့တော့တစ်ခါတလေမှာအဲ့လိုလုပ်လို့အဆင်မပြေဘူးဒီမှာ offset ရိုက်ထားတာဒီမှာတော့0.15ပဲဒီမှာလည်း0.15ပဲဒီနှစ်ခုကြားမှာကြတော့0.3လောက်သူကဖြစ်သွားတယ်အဲ့တော့ကျွန်တော်ဒီကောင် offset နီးလန်းကျွန်တော်မသုံးတော့ဘဲနဲ့ကျွန်တော်ဘာလုပ်မလဲဆိုရင် push pull နဲ့ပဲကျွန်တော်သွားမယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာအပေါ်လေးကိုခဏ highlight တယ် group ထဲကိုဝင်တယ်အပေါ်ကနေမှ push pull လေးနဲ့ 0.15 okay ပြီးသွားလို့ရှိရင်ဒီအောက်ဘက်ကလေးကိုလည်း selection ပေးတယ်အပေါ်ဘက်ကိုဆွဲတင်မယ်အားလုံးလည်းညီညီညာညာပဲ 0.15 ပြီးတော့ဒီဘက်အချမ်းကိုလည်း selection ပေးတယ်ကျွန်တော်အားလုံးကိုလည်း 0.15 okay ဆိုတော့အဲ့လိုပုံစံမျိုးလေးပေါ့နော်ပြီးသွားလို့ရှိရင်ကျွန်တော်ဒီဘက်လေးမှာကတော့နည်းနည်းလေးကျွန်တော်ထိန်းညှိပေးဖို့လိုလိမ့်မယ်အဲ့တော့ဒီဘက်ကိုတော့ကျွန်တော်ကရတယ်အဲ့တော့တစ်ချက်ကလေးကြည့်ရအောင်နော်โอเคကွက်တီပါပဲเนาะဆိုရင်တော့ဒီမှာသွားကြည့်လိုက်မယ်ဆိုရင်အပေါ်အောက်ဒီမှာအကုန်လုံးအဟလေးတွေကညီညီညာညာဖြစ်နေတာကိုကျွန်တော်တွေ့ရလိမ့်မယ်ဟုတ်ပြီပြီးသွားရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော် save လေးတစ်ချက်မှတ်ပါမယ်ပြီးသွားရင်ကျွန်တော်တို့ရဲ့ Beaver ဆိုတဲ့ plugin လေးကိုသုံးမယ်ပေါ့နော်ဆိုတော့တကားလေးတစ်ခုတည်းကိုကျွန်တော်တို့က trouble click ကောက်ပြီးတော့ဝင်လိုက်တယ် surface တွေပဲဖြစ်ဖြစ် line တွေပဲဖြစ်ဖြစ်အကုန်လုံးကို selection ပေးလိုက်တယ်ရပါတယ်ထိတ်ဆုံးမှာရှိနေတဲ့ Beaver 2ကိုကျွန်တော်ယူတယ် screen ရဲ့ညာဘက်အောက်ဆုံးတောင်ကိုကြည့်မယ်ဆိုလို့ရှိရင် offset, segment ဆိုပြီးတော့တွေ့ရလိမ့်မယ် offset ဆိုတာကတော့ထောင်ကလေးကိုဘလောက်တန်ဖိုးလုံးကျင်လဲဆိုတော့တန်ဖိုးဖြစ်တယ် segment ကတော့လုံးလိုက်မဲ့ခုံးလိုက်မဲ့နေရာမှာကျွန်တော်တို့ arch လေးဆွဲခဲ့တယ်လို့ပဲ segment အရေးအတွက်ကိုသူကသတ်မှတ်ပေးတာဖြစ်တယ်ဆိုတော့တိတိလေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ segment တန်ဖိုး6ကကျွန်တော်တို့လုံလောက်မှုရှိပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ segment ကိုတော့မပြောင်းပါဘူးအဲ့တော့ offset, segment เนาะအဲ့တော့ offset ကိုကျွန်တော်က0.15 လောက်ပေးမယ်ကော်မာလေးခံမယ် segment တန်ဖိုးကတော့6လိုပဲရိုက်ထားမယ် screen ရဲ့ညာဘက်အောက်ဆုံးထောက်မှာ offset က segment ရဲ့ကျွန်တော်ထည့်ထားတာကိုတွေ့ရလိမ့်မယ်ပြီးွားရင် enter ခောက်လိုက်မယ်ခဏစောင့်မယ်ပေါ့နော်ဆိုရင်ဒီမှာကျွန်တော်တို့ထောင်ကလေးတွေအကုန်လုံးကလုံးပြီးတော့နော်သူ့နေရာနဲ့သူပဲထောင်လေးတွေလုံးသွားတာကိုကျွန်တော်တွေ့ရလိမ့်မယ်အဲ့တော့ကျွန်တော်တစ်ချက်ပြန်ပြီးတော့စဉ်းစားပါဒီ 0.15 ကနည်းနည်းများနေသလားเนาะကျွန်တော်ကတော့များတယ်လို့ယူဆတယ်ဆိုတော့ undo ပြန်နှိပ် treble click ကိုနှိပ်တယ်ပြီးရင်ကျွန်တော်ဘာလုပ်မလဲဆိုရင် beaver 0.15 မသုံးတော့ဘူး 0.1 ပဲသုံးတော့မယ် 6.1,6 ပြီးသွားလို့ရှိရင် enter လေးခောက်လိုက်တယ်ခဏဆောင်မယ် okayအဲ့လိုဆိုလို့ရှိရင်တော့အဆင်ပြေတယ်ပေါ့နော်ဆိုတော့ကျွန်တော်လောလောဆယ်ကျွန်တော်တို့ရဲ့ view တွေက style နဲ့မှာနော်နည်းနည်းလေးမြင်သာအောင်လို့ profile လေးကိုကျွန်တော်4လောက်ထားပေးလိုက်တယ်နော် okay
ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့တစ်ချက်ကြည့်ရအောင်ထောင်ကလေးဒီမှာသူ့ဟာနဲ့သူအခုံးလေးတွေဖြစ်သွားတာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ရမယ်နော်โอเคပြီးသွားလို့ရှိရင်ဒီမှာလည်းပဲအဲ့ဒီလိုပါပဲဒီထောင်ကလေးတွေအကုန်လုံးကို selection ပေးတယ်ကျွန်တော်တို့ 0.1 ပဲသုံးမယ်နော် 0.1,6 enter ပြီးတော့ဒီမှာ 0.1,6 အပေါ် surface တွေရောအဲ့တော့အောက် surface ပါတခါတည်းတွဲပြီးတော့ပါသွားမယ်နော် 0.1,6 okay ဆိုတော့ပြီးတော့ပြီဆိုလို့ရှိရင်ဒီအနောက်ဘက်မှာရောဒီဘက်အချမ်းလေးသူလည်းပဲ 0.1,6 နော်အဲ့ဒီအနောက်ဘက် surface ရော 0.1,6 ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကကျွန်တော်တို့ရသွားပြီပေါ့နော် okay ဆိုတော့ဘာလေးပဲကျန်တော့လဲဆိုလို့ရှိရင်အောက်မှာရှိနေတဲ့ကျွန်တော်တို့ရဲ့ cycle အလုံးလေးတွေထည့်ဖို့ပဲကျန်တော့တယ်ပေါ့နော်ဆိုတော့လောလောဆယ်မှာကျွန်တော်တို့တခြားဘာလေးရှိအောင်မလဲတခြားတော့မရှိတော့ဘူးအဲ့တော့ profile ကမူရင်းမှာကတော့2ပေါ့နော်နည်းနည်းလေးပို့ပြီးတော့မြင်ရအောင်ဆိုပြီးတော့ကျွန်တော်က4လောက်ထားလိုက်တာပေါ့နော်ဆိုတော့မူလအတိုင်း2လေးပဲပြန်ပြီးထားလိုက်မယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့နည်းနည်းလေး 3D လေးကိုရုပ်ကြွလေးဖြစ်ချင်တယ်ဆိုရင်လေကျွန်တော်တို့ရဲ့ style နဲ့ကနေမှ edit ထဲကိုသွားပါတော့ edit ထဲကနေမှကျွန်တော်တို့ display shaded မဟုတ်ဒီမှာကျွန်တော်တို့ background setting တို့เนาะကျွန်တော်တို့ရဲ့ဒီ face setting တို့ဆိုပြီးတော့ရှိတယ်ပေါ့နော်အဲ့ဒီ face setting ထဲမှာကျွန်တော်ဘာလုပ်လိုက်မလဲဆိုရင် ambient oscillation ကျွန်တော်ဖွင့်ထားပေးလိုက်မယ်အဲ့ဒါဆိုရင်တော့ဒီမှာ shade shadow လေးတွေအနေနဲ့မြင်ရမယ်ပေါ့နော်ဆိုတော့ intensity များရင်ပို့ပြီးတော့ထင်ရှားလာမယ်distant တန်ဖိုးလေးတွေเนาะအဲ့ဒါလေးတွေကတော့ intensity ကိုကျွန်တော်နော် distance ကကျွန်တော်ကနည်းနည်းပဲထားမယ်ဗျနော် intensity ကိုလည်းကျွန်တော်ကတိတ်မကြိုက်လို့နည်းနည်းပဲထားမယ်ဒါကတော့ကိုကြိုက်တဲ့လောက်ကိုထားလို့ရပါတယ်နော်ဒါဆိုလို့ရှိရင်ဒီမှာကြည့် model လေးတွေမှာကျွန်တော်တို့ shade shadow လေးတွေကျွန်တော်တို့ဝင်လာပြီပေါ့နော် okay okay အခုတော့ကျွန်တော်တို့ဒီခြေထောက်အောက်ဘက်ကအလုံးလေးတွေဆွဲတော့မယ်ပေါ့နော်ဆိုတော့ဒီအလုံးလေးကိုကျွန်တော်ကတော့4လက်မ diameter လောက်ကျွန်တော်ကသတ်မှတ်လိုက်တယ်အဲ့တော့ကျွန်တော်ဘာလုပ်မလဲဆိုရင်ကျွန်တော်ပထမဦးဆုံး cycle တစ်ခုကိုဆွဲတယ်ကျွန်တော် radius ကို2ပေါ့ radius က2ဆိုတော့ diameter 4လက်မဖြစ်သွားမှာပေါ့နော်ပြီးသွားရင်ကျွန်တော်ဘာလုပ်လဲဆိုတော့သူ့ရဲ့ line လေးကို selection ပေးပြီးတော့ segment တန်ဖိုးကိုလေ24ကိုကျွန်တော်က4850ပေါ့နော် segment တန်ဖိုးကိုကြီးထားပေးလိုက်တယ်smooth မဖြစ်မှာဆိုလို့เนาะပြီးတော့ပြီဆိုရင်တော့ကျွန်တော်ဘာလုပ်လဲဆိုတော့ကျွန်တော်အလဲတီတီကနေမှတဝက်ဝက်မယ်ဒီတဝက်ကလေးကိုကျွန်တော် move နဲ့ဖယ်တယ်အလဲ surface တွေကျွန်တော်တို့ဖြတ်ပစ်လိုက်တယ်ပြီးရင်ကျွန်တော် center မှတ်ကလေးကိုတော့တစ်ချက်ကလေးပြန်ပြီး line လေးကျွန်တော်ဆွဲထားမယ်ပြီးတော့ဒီ set wine ချမ်းလေးကို rotate နဲ့ကျွန်တော်ဆွဲပြီးတော့ထောင်းအဲ့ဒီ center မှတ်ကလေးမှာ set wine လေးကိုချပြီးတော့ပြီဆိုရင်ဒီ line လေးကမလိုတော့ဘူးဖြတ်ပလိုက်ပြီးတော့အောက်က set wine လေးကို selection ပေး follow me ကိုယူမယ်ပြီးတော့ကျွန်တော်တို့ရဲ့ set wine chan surface လေးကိုတို့ထားပေးလိုက်ရင်ကျွန်တော်4လက်မ diameter ရှိတဲ့စလုံးလေးရပြီပေါ့နော်ဆိုတော့ treble click ကိုနှိပ်တယ်ကျွန်တော်တို့ make group လေးလုပ်ပေးလိုက်တယ်ပြီးတော့ပြီဆိုရင်တော့ကျွန်တော်ဘာလုပ်မလဲဆိုရင် top view တဲ့ကနေကြည့် camera ကို parallel projection ချပြီးတော့ X-ray မှုကလေးကို on ပေးလိုက်တယ်ဒါဆိုရင်နေရာချလို့ရပြီအဲ့တော့ကျွန်တော်မြင်တာတော့ဒီဘက်မှာနှလုံးဒီဘက်မှာနှလုံးအလဲတိတိမှာတစ်လုံးပေါ့နော်ဆိုတော့အဲ့လိုနေရာလေးမှာကျွန်တော်နေရာချပေးလိုက်မယ်အဲ့တော့ X-ray လေးဖောက်ထားတဲ့အခါကျတော့အပေါ်ကနေကြည့်ပြီးတော့လည်းနေရာချလို့ရနေတာပေါ့နော်โอเคဒီဘက်ကိုတလမခွာ
ဒီဘက်ကိုလည်းတလက်မခွာပေးလိုက်တယ်ပေါ့နော်ပြီး move နဲ့ copy ကိုအညီသေးထားလိုက်တယ်ပြီးတော့တလက်မခွာပေးလိုက်တယ်ပြီးတော့နှလုံးစလုံးကိုနော်ပြီးတော့သူတို့အထဲရောက်နေโอเคသူတို့ကိုအောက်ကလေးကိုချပေးလိုက်ပေါ့နော်ဟုတ်ပြီပြီးတော့ပြီဆိုလို့ရှိရင်ကျွန်တော်တို့ top view ကနေကျွန်တော်တို့ကြည့်တယ် move နဲ့ကျွန်တော်တို့ copy ကူးသွားမယ်ဒီဘက်အချမ်းလေးမှာကတ်ပြီးတော့တလက်မလောက်ခွာထားပေးလိုက်မယ်ပြီးတော့ကျွန်တော်အလဲပေါ့နော်အလဲဒီနေရာမှာချလိုက်တယ်ပြီးတော့နှလုံးထဲကတစ်လုံးကိုဖြုတ်တစ်လုံးထဲကိုပဲစင်တာလေးမှာထားပေးလိုက်တယ်စင်တာလေးမှာထားပေးလိုက်တယ်ပြီးတော့လို့ရှင်တော့ကင်မရာကို perspective ထားမယ်ပြီးတော့ X-ray လေးကိုကျွန်တော်တို့ပိတ်ထားပေးလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ model လေးတစ်ခုကျွန်တော်တို့ရသွားပြီပေါ့နော်ဆိုတော့အဓိကကကျွန်တော်တို့ပေဘယ်လောက်သုံးမလဲပေတန်ဖို့ဘယ်လိုတတ်မှတ်မလဲနောက်ပြီးတော့ဘယ်လို tools တွေကိုသုံးပြီးတော့ model ကိုဆွဲသွားမလဲကျွန်တော်အစောပိုင်းမှာပြောခဲ့သလိုပေါ့နော်ဆိုတော့ model တစ်ခုကိုဘယ်လိုချင်းကပ်မလဲပေါ့နော်အဲ့ဒါကပဲကျွန်တော်တို့အတွက်အရေးကြီးပါတယ်ဆိုတော့ကျွန်တော်ဒီမှာနောက်တစ်ခုသတိထားရမှာကလေကျွန်တော်တို့ beaver လေးကိုတုံးလိုက်တာပဲဖြစ်ဖြစ်တခြားဘယ် plugin ကိုပဲတုံးပေါ့နော်ကျွန်တော်အခုလိုမျိုး down ကလေးတွေကိုလုံလိုက်လို့ရှိရင်ကျွန်တော်တို့ရဲ့ surface တွေက soften လေးဝင်သွားတတ်တယ် soften ဝင်သွားတော့ဘာဖြစ်လဲဆိုတော့ surface ကို selection ပေးလိုက်ရင်အကုန်လုံးအားလုံးကတစ်ဆက်တည်း selection တွေဖြစ်ကုန်ရောအောက် surface တက်ဒီဘေးထောင်လေးကတက်ဒါမျိုးတွေမဖြစ်တော့ဘူးเนาะအဲ့တော့ကျွန်တော်တို့ကတကယ်လို့များတက်ချာကတ်ခတ်မယ်ဆိုလို့ရှိရင်တက်ချာတွေကတ်ပြီးတော့မှ beaver လေးကိုတုံးမယ်တက်ချာတွေကတ်ပြီးတော့မှအနားလေးတွေကိုလုံးမယ်အဲ့တော့လောလောဆယ်ဒီလေ့ကျင့်ခန်းကပထမဦးဆုံးလေ့ကျင့်ခန်းဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တက်ချာတွေမကတ်သေးဘူးအဲ့ဒီတော့ကြောင့်မလို့ကျွန်တော်တို့ကတက်ချာကိစ္စကိုလည်းထည့်ပြီးတော့မပြောသွားသေးတာပေါ့နော်ဆိုတော့လောလောဆယ်တက်ချာတွေပါခဲ့မယ်ဆိုရင်တော့ model အကျန်းဆွဲတက်ချာကတ်ပြီးတော့မှဘာလုပ်ပေးရမလဲအဲ့ဒီထောင်လုံးတဲ့ကိစ္စတွေကိုဆက်ပြီးတော့လုပ်ပေးရမယ်အဲ့တော့တစ်ခါလေကြာရင်လည်းကျွန်တော်တို့ဘယ်လိုလုပ်လဲဆိုတော့သူ့ကို trouble click တွေကျွန်တော်တို့ပေးလိုက်တယ်ကျွန်တော်အောက်ဆုံးမှာ entry default tree ရဲ့အောက်ဆုံးလေးမှာကျွန်တော်တို့ software art ဆိုတာရှိတယ်အဲ့ဒီ software လေးထဲမှာ degree တန်ဖိုးလေးတွေကိုကျွန်တော် short ချပေးလိုက်မယ်နော် degree တန်ဖိုးတွေကိုအများကြီးမဟုတ်ဘူးเนาะနောက်ကျွန်တော်ဒီမှာ smooth တွေကိုလည်းကျွန်တော်တို့ကမတုံးတော့ဘူးဆိုလို့ရှိရင်လိုအပ်တဲ့လောက်ပဲပေါ့နော်အဲ့တော့ဒီမှာ degree တန်ဖိုးတွေကလေလိုအပ်တဲ့လောက်ပဲနော် okay ဒီလောက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အဆင်ပြေသွားပြီပေါ့နော်အဲ့တော့ဒီလို line လေးတွေပေါ်လာတာကစိတ်မပူနဲ့လေဘာဖြစ်လို့လဲဆိုတော့ rendering ချလို့ရှိရင်ဒီလို line တွေကကျွန်တော်တို့မြင်ရမှာမဟုတ်လေနော်မမြင်ချင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့က degree တန်ဖိုးကိုများလေးတင်ထားပေးလိုက်ရုံပဲပေါ့နော်ဒါပေမဲ့ကျွန်တော်အနေနဲ့ကတော့ဘယ်ဟာပဲဖြစ်ဖြစ်အဆင်ပြေပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ကတော့ပုံမှန်အားဖြင့် degree တန်ဖိုးကို20လောက်ကျွန်တော်ထားတာများပါတယ်နော်အဲ့တော့ line လေးတွေလည်းမမြင်ရတော့ဘူးပေါ့နော် okay ဆိုတော့တက်ချာလေးတွေကတော့ထောင်းနေမလုံးခင်တက်ချာကိုအရင်ကတ်ပါအဲ့တော့လောလောဆယ်ဒီဗီဒီယိုဖိုင်မှာကတက်ချာမကတ်သေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒါကသိပြဿနာမရှိသေးဘူးအဲ့တော့နောက်ဆွဲတဲ့ model လေးတွေကြာလို့ရှိရင်ကျွန်တော်တို့တက်ချာကတ်ပြီးတော့မှထောင်းနေလုံးတာကိုကျွန်တော်ထည့်ပြီးတော့ပြောပြပေးသွားမယ်အဲ့တော့ဒီလေ့ကျင့်ခန်းကတော့ဒီလောက်ဆိုလို့ရှိရင်ကျွန်တော်တို့အတွက်အဆင်ပြေသွားပြီအဲ့တော့ပြန်ပြီးတော့ဆွဲကြည့်ပါခက်ခဲမှုရှိတယ်ဆိုရင်လည်းကျွန်တော်ကိုစာလေးပို့ပြီးတော့မေးလို့ရတယ်ပေါ့နော်